ဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောယောဂကုစားစိတ်ဆွမ်းအားတရားဒေသနာတော်ဒီကနေ့ညတပတ်တွင်ခန္ဓာကိုယ်ဖြစ်ပေါ်တော်သခင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာကိုအာယုံပြုကာတိကျုဖတ်ဆိုအပ်သောဝန္ဒနာပဏာမအာတိတဂါထာကိုရွဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဘုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံဤအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးကအတိဒုက္ခရာနိဥ္စာတဲ့ချေလေအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ရင်ကြီးဟုကျက်တိထဝေငါတဲ့အစုအလုံးခဲရသောအမှုတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျိုးကိုအထုတော်မူရသည်ဖြစ်၍ခေရလည်းချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုယ်တော်ဤပင်မခြင်းတို့ကတောဘဝတဏ္ဍဉိပ္ပံများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏိကတတ္တဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဘုရားအားဓမ္မယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်တည်းဖြစ်ပါစေတည်းယောဂကုစားစိတ်စွမ်းအားတဲ့စိတ်စွမ်းအားကယောဂကိုကုစားပေးနိုင်တယ်ဒီကနေ့ခေတ်ပညာကလည်းဒါကိုလက်ခံထားတယ်ဘုရားမြတ်စွာရဲ့ပိဋကတ်3တွေနိကေ9မြတ်ဒီခန္ဓာပေါင်း8400ရှိတဲ့တရားတော်တွေထဲမှာလည်းပဲတရားဓမ္မကိုနာယူခြင်းဖြင့်စိတ်ဓာတ်အင်းကြီးပြီးတော့ယောဂပြောက်သွားတဲ့ဇာလန်းတွေရှိတယ်နော်မှန်ပါဗျာ psychotherapy လို့ခေါ်တဲ့စိတ်စွမ်းအားတစ်မျိုးနဲ့ယောဂပြောက်အောင်ကုစားပေးစေယောဂကုတဲ့ဆရာဝန်တွေကို psychiatric စေယောဂအတွက် discussion လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေ psychotherapist တို့တင်လို့ခေါ်ကြတာပေါ့ခုခေတ်မှာလည်းနော်မှန်ပါဗျာဒါကမှပေါ်တာမဟုတ်ဘူးဘုရားမြတ်စွာလက်ထက်တော်ကယောဂနဲ့ပတ်သက်ပြီးဘုရားမြတ်စွာလက်ထက်ကယောဂဆိုတဲ့နေရာမှာစေယောဂတွေမကဘူးခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ယောဂကိုပင်စိတ်ဆွမ်းအားနဲ့ကုစားကြတာတွေရှိတယ်မှန်ပါပါအားလုံးအသိများကြတာကြည့်ပမာဏီတွေသိတယ်နေမကောင်းတဲ့အခါကျတော့ဘုဇင်သုံးနာရင်ယောဂကင်းတယ်ယောဂပြောက်တယ်ဆိုပြီးတော့တန်ဃာတော်တွေပြင်ပြီးတော့ဘုဇင်သုံးတွေပါမနာကြဘူးလားနာတယ်နော်ဒါ psychotherapy ပဲဘုဇင်သုံးနာရနဲ့ယောဂပြောက်တယ်ဆိုပြီးတော့ယုံကြည်ခြင်းနဲ့ဟုတ်တယ်ဒီဘုရားမြတ်စွာလက်ထက်တော်ကလက်ဝဲရန်ဖြစ်တော်မူတဲ့ဒုတိယသာဝကရှင်မမောက္ကလံမထေရကြီး
ယဟနာဆိုတာလေသွေးနဲ့သားနဲ့ကိုယ်ဆိုတော့ယောဂဖြစ်တဲ့အခါဖြစ်တာအခုအေးရဲ့တန်ဒါလေးပါမကြီးများရတဲ့ကြောင့်ယောဂဝေဒနာဖြစ်တယ်ရှင်မမောကလန်ကြီးမကြမ်းမမာယောဂဝေဒနာဖြစ်နေတဲ့အခါကျတော့မြတ်စွာဘုရားကိုယ်တိုင်ကြွပြီးတော့ဘုဇင်9ပါးတရားကိုဟောကြားပြီးရှင်မမောကလန်ကတေယုတတိမြတ်စွာဘုရားဟောကြားတဲ့ဘုဇင်9ပါးဒီတရားကိုနာရင်နဲ့စိတ်တောက်เสียမလို့ယောဂတွေကုန်ပြောင်းသွားတယ်လို့ဆိုတာပြောင်းသွားတာမှတခါလဲကြောက်တာတဲ့နောက်ထပ်မပေါ်ဘူးဒီယောဂမျိုးဒီပြင်ယောဂတော့ပေါ်ရင်ပေါ်မှာပေါ့နော်မှန်ပါပါဗျာအခုခုလိုက်တဲ့ယောဂကတော့တခါလဲကြောက်တာခုကပြောတဲ့ဇေဝတွေမှာ side effects ဘေးထွက်ဆိုးကျိုးလို့ခေါ်တဲ့ side effects တွေများနော်မှန်ပါပါဗျာchemical နဲ့လုပ်ထားတဲ့ဇေဝတွေက side effects တွေများလို့အခုကိစိပညာရဲ့တရားတစ်ပြေးပြေးပဲဥလဲလာတော့ဆိုရင်ကဘာဥကစိပညာပဲဥလဲလာတဲ့ herbal medicine ဆိုပြီးတော့နော်လွယ်မြက်တစ်ပင်ဆေးပဲဝင်နယ်မြက်တစ်ပင်တွေပဲကိုလှည့်ပြီးတော့အဲ့ဒီကနေယောဂပြောင်းတဲ့နည်းတွေကုစားရှာဝေသူတည်သနာလုပ်လို့ဒီနည်းတွေခုပြန်လီပြီးတော့နိုးထလာပြီးခေတ္တဖြည်းဖြည်းစားလာပြီးဘာဖြစ်လို့လဲဆိုရင် chemical နဲ့ဖော်ဆက်ထားတဲ့ဆေးတွေက side effect တွေကများဒီယောဂတော့ပြောင်းအောင်ကုသပါရဲ့နောက်ထပ်ယောဂတစ်မျိုးသွားပြီးတော့ပေါ်လာပြန်တယ်ဆိုတော့ဒီယောဂပြောင်းနောက်ထပ်ယောဂပေါ်နောက်ထပ်ပေါ်လာတဲ့ယောဂတစ်ခါဆေးတစ်မျိုးနဲ့ကုရပြန်အဲ့ဒီဆေးတစ်မျိုးကတခါနောက်ထပ်ယောဂအသစ်ကိုမွေးဖွားလိုက်ပြန်ရောဒီယောဂတော့ပြောင်းသွားပြီးနောက်ထပ်ယောဂတစ်ခုပေါ်လာပြန်ဒီလိုနဲ့ဂျာအေးသူမေရိုက်ဆိုတဲ့တချင်းလိုပဲဝိုင်းကြီးပတ်ပတ်ဒူဝေဖြစ်နေတာဆုံးကုန်မဆုံးနိုင်တော့ဘူးဟုတ်လားမှန်ပါဗျာအေးဘုရားဘာသာသူတော်စင်တွေဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်စွာဘုရားရဲ့ psychotherapy ဆိုတာကိုလည်းမေ့ထားဖို့မသိနေဘူးပေါ့မှန်ပါဗျာမြတ်စွာဘုရားလက်ထက်က psychotherapy ဆိုတာဒီအခေါ်နဲ့မဟုတ်ပြီမဲ့လို့ခေါင်းကဘုရား9ပါးဟောလို့နာကြားလိုက်ရလို့ယောဂပြောင်းသွားတယ်ဆိုတာ psychotherapy ပဲထားနော်မှန်ပါဗျာစိတ်ဓာတ်ရေးရာကိုပြုပြင်ပြောင်းလဲပေးတာနဲ့ယောဂဝေဒနာပြောင်းတယ်တဲ့ရှင်မမောကလန်ယောဂပြောင်းသွားတယ်ရှင်မကတ္တဝကြီးနဲ့ပိဋကလိဆိုတဲ့နိုင်မှုထဲမှာမကြမ်းမှဖြစ်ကိုယ်တော်ကြီးဆုံးမမကြွနိုင်ဘူးနိုင်မှုထဲမှာယောဂတွေဖြစ်လို့မထနိုင်ဘူးအာဘာတိကောဒုက္ခိတောဘာလကိလနောအာဘာတိကောဆိုတာတကူလုံးနာကျင်ကြိုက်ခဲပြီးတော့နေတဲ့ဘာလကိလနောအပြင်းထန်နေမကောင်းဖြစ်နေတယ်အဲလိုပြင်းထန်နေမကောင်းဖြစ်ဒုက္ခိတဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာမြတ်စွာဘုရားကိုယ်တိုင်ကြွသွားပြီးတော့ယောဂအချင်းကြီးမေးမြန်းပြီးဟောဒီဘုဇင်9ပါးအကျင့်တရားကိုမြတ်စွာဘုရားကဟောလိုက်တာလည်းပဲဘုဇင်တုတ်ကိုနာရင်ကနေပြီးရှင်မကတ္တဗဆေးတောက်เสียမလို့ပဲနဲ့ယောဂတွေပြောင်းတော့ဘူးလေတဲ့နော်မှန်ပါဗျာကဲမြတ်စွာဘုရားကိုယ်တိုင်လည်းပဲသွေးနဲ့သားပဲဘုရားကိုယ်တော်မြတ်လည်းပဲဒီယုတ်ဒီခန္ဓာဒီယုတ်ဒီခန္ဓာလို့ဆိုတဲ့အချိန်မှာမြတ်စွာဘုရားမှာရရှိထားတဲ့ယုတ်ခန္ဓာကိုယ်ကပါရမီပုံရိပ်အမှတ်တစိတ်တွေနဲ့ဆိုတော့တာမန်ပုဂ္ဂိုလ်တွေခန္ဓာနဲ့တော့မတူဘူးပေါ့နော်မှန်ပါဗျာသို့သောခန္ဓာဆိုတာမြည်သည့်ခန္ဓာပဲဖြစ်ဖြစ်ယောဂဝေဒနာနဲ့မကင်းနိုင်ပါဘူးဇာတိဆိုတာနဲ့မကင်းဘူးဆိုရင်ဇရာဆိုတာနဲ့လည်းမကင်းနိုင်ဘူးဗျာတိဆိုတာလည်းမကင်းဘူးမရဏဆိုတာလည်းမကင်းဘူးတဲ့သို့သောမြတ်စွာဘုရားရဲ့ယုတ်ခန္ဓာကိုယ်မှာထူးခြားတာကတော့ပါရမီပုံရိပ်အမှတ်တစိတ်တွေပါနေတယ်ပါရမီပုံရိပ်အမှတ်တစိတ်32မျိုးတဲ့လက္ခဏာ3မှာဒီလိုပြထားတော့မှန်ပါပါဗျအဲ့ဒါကိုစာပေမှာမဟာပုရိသလက္ခဏာယောက်ျားမြတ်တို့ရဲ့လက္ခဏာ32မျိုးလို့စัจ जा မင်းဖြစ်စေဘုရားလောင်းတွေဖြစ်စေနောက်ဆုံးပစ္စည်းမဘွေကဘုရားလောင်းဘုရားဖြစ်တဲ့ဘဝဆိုလို့ရှင်အဲ့ဒီပါရမီပုံရိပ်အမှတ်တစိတ်လက္ခဏာတွေဟာထင်ထင်ရှားရှားပေါ်လာဘာဖြစ်လို့ပေါ်လာတော့ဆိုတော့ကိုယ်တိုင်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကအမှတ်တစိတ်ခတ်လိုက်ပေးလိုက်တာပဲမှန်ပါတာမန်ပုဂ္ဂိုလ်တွေတော့
တစ်မျိုးစီတော့တွေးကောင်းတွေးမယ်32မျိုးလုံးပြီးပြင်းတွေးဖို့ဆိုတာတော့ဘုရားလောင်းနဲ့စัจ जा မင်းမှာတွေးနိုင်တယ်ဘုရားလောင်းနဲ့စัจ जा မင်းတောင်မှပဲစัจ जा မင်းမှာပါရဆိုယုံလေးပဲပါတာသိပြီးတော့ဘုရားလောင်းလို့ပြီးပြင်းမဖြစ်ဘူးတဲ့ဘုရားလောင်းနေကြတော့ပို့ပြီးတော့ဖြစ်ပြင်းတယ်ဒါကြောင့်လို့အဲ့ဒီပါရမီပုံရိပ်အမတ်တစိတ်32မျိုးကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်အပြင်သူ့ရဲ့အနာဂတ်မှာသွားမယ့်လမ်းဟာနှစ်သွေတည်းပဲရှိတယ်လူဘဝနေရင်စัจ जा မင်းဖြစ်မယ်သာသနာပေါင်းဝင်လောကီစိစိတ်တွေကိုစွန့်ခွာပြီးတော့ယတိယဟန်ပြုမယ်ဆိုလို့ရှိရင်ဘုရားဖြစ်မယ်လို့ဒီလိုနှစ်မျိုးဟောကြတယ်ဒါမို့ဘုရားလောင်းလေးဝေခွာလာတဲ့အချိန်တုန်းကပုံတော်တွေကိုသောတာပန်မင်းတရားကြီးကဆင့်ခေါ်ပြီးတော့ဘုရားလောင်းလေးရဲ့အကြိုင်လက္ခဏာတွေကိုဖတ်စေပြီးတော့အနာဂတ်ဟောစရံကိုခေါ်ပြောစေတယ်အဲ့ဒါလိုဟောပြောတဲ့အခါမှာပုံနှ၈ယောက်ကပုံနှကြီး9ယောက်ကတော့အဲ့ဒီပါရမီပုံရိပ်အမှတ်တစိတ်တွေကိုကြည့်ပြီးတော့ဒီကလေးရဲ့အနာဂတ်ဟာဒွေးရေဝခတိရောနှစ်ခုပဲရှိတယ်တဲ့သူသွားမဲ့ destination သူ့ရဲ့လမ်းကြောင်းမှာဒီလမ်းပဲစัจ जा မင်းရဲ့ဖြစ်မယ်သို့မဟုတ်လောကထွတ်ထားရှင်တော်ဘုရားရဲ့ဖြစ်လိမ့်မယ်လို့လက်နဲ့ချောင်းထောင်ပြီးတော့ဒီနှစ်လမ်းပဲရှိတယ်လို့ဒီလိုဟောကြတို့သူတို့ထဲမှာထူးကဲတဲ့ပါရမီရှင်ဖြစ်တဲ့ကောတိညမထေရကြီးရဲ့အလောင်းကောတိညပုံနာငယ်လေးကတော့ကြည့်လိုက်တဲ့အခါကျတော့စัจ जा မင်းရဲ့လက္ခဏာနဲ့ဘုရားလောင်းတဲ့လက္ခဏာနဲ့ထူးခြားချက်ကဘာလို့ဆိုရင်ဘုရားလောင်းရဲ့လက္ခဏာကပိုးပြီးတော့ပြည်ပြင်းတဲ့စัจ जा မင်းရဲ့ပါရမီပုံရိပ်အမတ်တစိတ်ကတိတ်ပြီးမပြီးပြင်းဘူးအဲ့ဒီပြည်ပြင်းမှုမပြည်ပြင်းမှုထူးခြားချက်ကိုအဲ့ဒီပုံနာလေးကတတိထားမိသည့်အတွက်ကြောင့်လက်ညှိုးတစ်ချောင်းနဲ့ထောင်နဲ့ဆိုမော်လားမှန်ပါဗျာစัจ जा မင်းမဖြစ်ပါဘူးဘုရားပဲဖြစ်ပါသေးကြပါတယ်လို့ဒီလိုဟောခဲ့တာနော်မှန်ပါဗျာပညာရချင်းကွာသွားတယ်ပေါ့မှန်ပါဗျာအဲ့ဒီလိုပုံရိပ်တွေထင်းလာတဲ့ဘုရားရဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးဟာလည်းပဲစရာဆိုတာလည်းမလွတ်နိုင်ဘူးယာတိဆိုတာလည်းမလွတ်နိုင်ဘူးမရဏဆိုတာလည်းမလွတ်နိုင်ဘူးရုပ်ခန္ဓာမှန်တယ်ဘယ်သူခန္ဓာပဲဖြစ်ဖြစ်တစ်ခုခုနဲ့တော့ဒီပျက်စီးဆုံးရှုံးမှုဆိုတာနာလာကြီးပဲเนาะမှန်ပါဗျာဒီလိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းတခါတော့မှမကြမ်းမမာဖြစ်တယ်မကြမ်းမမာဖြစ်တယ်အဲ့ဒီအချိန်မှာဆရာစီဝကကြီးခေါ်ပြီးဆေးကုတယ်လို့မပါဘူးရှင်သာရိပုတ္တရာရဲ့ညီတော်ဖြစ်တဲ့စုံဒဆိုတဲ့ယဟန်ကိုမြတ်စွာဘုရားကစုံဒငါဟောထားတဲ့ဘုဇင်တုတ်တွေရရလားရပါတယ်ဗျာကဲရွတ်စမ်းပါဆိုပြီးတော့ဘုဇင်တုတ်ရွတ်ခိုင်းပြီးမြတ်စွာဘုရားကနားထောင်တယ်မှန်ပါပါမြတ်စွာဘုရားကဘုဇင်တုတ်နာယူရင်းနဲ့မြတ်စွာဘုရားတဏ္ဍာမှာဆွဲကပ်နေတဲ့ယောဂဝိဒနာလုံးဝပြောင်းသွားတယ်psychotherapy နည်းနဲ့ကုသလို့ခေါ်တယ်မှန်ပါပါဟုတ်ကဲ့မှန်ပါဗျာနောက်တစ်ခုကရှိသေးတယ်ဘုန်းကြီးတို့အင်္ဂုတ္တရနိကေမှာတတကနိဗ္ဗာန်မှာဂိရိမာနန္ဒသုတ်ဆိုတာရှိတယ်ဂိရိမာနန္ဒဆိုတာယဟန်တော်တော်ရဲ့အမည်ပဲဒီနေ့တော့အဲ့ဒီဂိရိမာနန္ဒဆိုတဲ့ကိုရောဟာအတော့ကိုမကြမ်းမမာဖြစ်တယ်နေမကောင်းထိုင်မနာဖြစ်မကြမ်းမမာဖြစ်မကြမ်းမမာဖြစ်တော့ရှင်နန္ဒမထေရကမြတ်စွာဘုရားထံချင်းကပ်ပြီးတော့ရှင်ဘုရားတဲ့ဂိရိမာနန္ဒကိုရောဟာအတော်မကြမ်းမမာဖြစ်နေတယ်တဲ့သူ့ကိုသနာငဲ့ညာတဲ့အနေနဲ့ကြွရောက်ပြီးချီးမြှောက်ပါဦးမြတ်စွာဘုရားကဒီနေမကောင်းထိုင်မသာတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ကိုယ်တိုင်သွားပြီးမေးကိုယ်တိုင်သွားပြီးတော့မေးနေရှိတယ်ရက်ွက်ပြုတ်မတောင်းငါဖျားပဲဆိုပြီးတော့ဘူးမဆိုင်မနေဘူးเนาะမှန်ပါပါဗျာနေမကောင်းတဲ့ပုဂ္ဂိုလ်တွေသွားမေးတယ်အာပိစကားပြောတယ်ဒီအာပိစကားပြောတာဆိုတာက psychotherapist ပဲတော်ပြီဘုရားကအာပိစကားပြောနေရှိတယ်လုံးသိလုံးထိုက်တာဆိုကိုယ်တိုင်လုပ်ပြီးပုဒိကတ္တတိတ်တာဒီလိုလုံး
အနာယောဂါတွေထားပြီးတော့ဒီကိုယ်လုံးပုတ်ပြီးပြည်နေတဲ့နေတဲ့ကိုယ်တော်တောင်မှမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဘယ်သူမှလုံမပေးတဲ့သူကိုယ်တိုင်သွားလုပ်ပေးလို့လေတခါတော့မှန်ပါပါအားလုံးလည်းဘုရားဘာသာဝင်တွေကြားပူးကြတယ်ဒီဇာလန်တွေကိုနော်မှန်ပါပါဗျာပုတိခတ္တတိတ်သာတဲ့သူ့ဘယ်ကတော့တိတ်သာပါပဲခန္ဓာကိုယ်မှာအနာတွေကနေရာကအနှံ့ပေါက်ပြီးတော့ဒီကိုယ်လုံးပြည်ပုတ်ဒီနန်းနေလို့ပုတိခတ္တလို့ခေါ်တာပုတိဆိုတာပုတ်နေတဲ့ခတ္တခန္ဓာကိုယ်ရှိလူလို့အဓိပ္ပာယ်ရတယ်မှန်ပါပါအေးသူခန္ဓာကိုယ်ကအနာနာမကတ်နိုင်တော့အောင်ပြည်ပုတ်နဲ့နေအနာညှိစော်တွေနံပြီးတော့နေတာမြတ်စွာဘုရားကိုယ်တိုင်သွားပြီးတော့ယောဂဝေဒနာတွေစေးကြောပြီးတော့တန်းစင်ပေးပြီးတရားဓမ္မဟောပြောပေးတာအဲ့ဒါမှကောင်းတဲ့အစင်မှတစ်ခုပဲနော်မှန်ပါပါဗျာအေးမြန်မာနိုင်ငံကဘုရားဘာသာနိုင်ငံဘုရားဘာသာနိုင်ငံဆိုတော့ကိုယ်တော်နဲ့ကိုဆိုင်ရာပုဂ္ဂိုလ်တွေဥပမာဆေးရုံတဲ့လူတယောက်မကြမ်းမှဖြစ်လာပြီဆိုရင်ဘုန်းကြီးတွေပဲပြီးပရိရွတ်ထားလို့ပရိနာတာလို့ဒီလိုလုပ်တယ်သို့တော့ဗမာပြည်မှာနှမျိုးကြုံနေရတယ်တချို့ကငါ့ကိုဘုန်းကြီးတွေပြင်ပြီးပရိရွတ်တာငါမထင်တော့လို့ရွတ်တယ်ဆိုပြီးတော့ပိုးစိတ်ဆင်းရဲသွားတဲ့လူကရှိသေးတယ်နော်မှန်ပါပါကြားဘူးလားပြောတာမှန်ပါပါသူကိုယ်တိုင်ကိုယ်ကလည်းတရားနာခြင်းလို့ပြင်ပြီးတော့ရွတ်တာဆိုလို့ရှိရင်တော့ဒါ psychotherapy ပဲနော်မှန်ပါပါတရားနာခြင်းလို့ဒါကဒီယောဂဝေဒနာဆိုတာကုသလို့ရတဲ့ယောဂရှိတယ်လို့ကုသလို့မရတဲ့ယောဂလည်းရှိတယ်။ပြောင်းရမယ်လို့ဘယ်သူမှအာမခံချက်မပေးနိုင်ဘူးဒါ။ယောဂအခြေအနေကြည့်ပြီးတော့ပြောင်းရမယ်လို့အာမခံချက်မပေးနိုင်ဘူး။သို့တော့စိတ်သက်သာမှုယောဂသက်သာမှုကိုရဖို့ရစေရမှာဟော။ဒီလိုတော့ရှိအကျိုးရှိရတယ်။ဒါမို့ဆေးရုံတွေမှာဆိုလို့ရှိရင်နိုင်ငံခြားတချို့နိုင်ငံတွေမှာသူကဘာသာဆိုင်ရာပုဂ္ဂိုလ်တွေကိုခန့်ထားဘာသာဆိုင်ရာပုဂ္ဂိုလ်တွေကိုခန့်ထားဒီဘုရားဘာသာဆိုရင်ဘုရားဘာသာဘုန်းကြီးတွေခန့်ထားခရစ်ယာန်ဆိုခရစ်ယာန်ဘုန်းကြီးတွေခန့်ထားမွတ်စလင်ဆိုမွတ်စလင်ဆိုင်ရာတရားဟောဆရာတွေခန့်ထားဆေးရုံတွေမှာမကြမ်းမဖြစ်လာတဲ့ပုဂ္ဂိုလ်ခုလိုမရတော့ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေသူကများသောအားဖြင့်လုပ်တယ်။သွားပြီးတော့တရားဟောပေးရတဲ့အလုပ်ခံထားတာတွေရှိတယ်။ခုတချို့နိုင်ငံတွေမှာအဲ့ဒါလုပ်နေပြီပေါ့နော်။ဟုတ်ပါဘူး။ဗမာပြည်မှာလည်းဒါမျိုးကတော့ရှိတဲ့နော်ပေါ့။ဒါတော့ဘုရားဘာသာဝင်တွေကကိုယ့်ဘာကိုလုပ်နေကြတာတွေရှိပါလေ။ကိုယ့်ဘာကိုဘုန်းကြီးတွေပြင်တရားနာဒါတို့တချို့များဆိုရင်ကိုယ့်ကိုမထင်လို့ဆိုတရဏဂုံတင်တာရှိသေးတယ်နော်။မှန်ပါဗျာ။ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်စိတ်ဓာတ်ရေးရတဲ့ပတ်သက်ပြီး psychotherapy ဆိုတာတော့ဖြစ်တယ်ပေါ့။သူ့ရဲ့စိတ်နေစိတ်ထားနဲ့ဒါအရေးကြီးတယ်။အားပေးစကားပြောကြရမယ်။အားပေးစကားပြောကြလို့စိတ်အားတွေတက်လာပြီဆိုလို့ရှိရင်ယောဂဝေဒနာက curable ဆိုလို့ရှိရင်ပျောက်သွားမှာပဲ။ incurable ဆိုရင်တော့မပျောက်တော့ဘူးဒါဟုတ်ဘုရားကုလည်းကြောက်မှာမဟုတ်ဘူးအိမ်ကျူရတဲ့ဘောကုလို့မရတဲ့ယောဂကြပဲကုရမယ်ဒါတော့နော်ကုလို့မရတဲ့ယောဂဖြစ်အောင်စိတ်ချမ်းသာမှုရသွားလို့ရှိရင်အများကြီးကျိုးရှိသွားမယ်ဘဝမှာအများကြီးကျိုးရှိသွားမယ်ဂိရိမာနန္ဒကိုတော့နေမကောင်းတယ်မသာဖြစ်နေတော့မြတ်စွာဘုရားအာနန္ဒာတဲ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားလိုက်မသွားဘူးလိုက်သွားတာအကြောင်းတော့ရှိစာထဲမှာတော့ဘာကြောင့်လိုက်မသွားတာမပါဘူးအာနန္ဒာတဲ့ဟောဒီတင်ညာ10ပါးတရားကိုခိဗန္ဒနာကိုတော့သွားဟောလိုက်တဲ့ဘုရားကသင်ပေးလိုက်တဲ့ရှင်အာနန္ဒာတင်ညာ10ပါးတရားကိုတင်ညာ10ပါးဆိုတာအနိစ္စတင်ညာမမြဲဘူးဆိုတဲ့အမှတ်တင်ညာပွားပုံပွားနည်းမြတ်စွာဘုရားသင်ပေးလိုက်တယ်အနတ္တတင်ညာအတ္တမဟုတ်ဘူးခံရတဲ့အရာတစ်ခုမှကိုယ်ပိုင်တဲ့အရာတစ်ခုမှမရှိဘူးဆိုတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကအနတ္တတင်ညာကိုလည်းဟောပေးလိုက်တယ်အတုပတင်ညာခန္ဓာကိုယ်ကြီးကမတက်မတက်ရွံ့စွဲဖြစ်တယ်ဆိုတဲ့အရာကိုလည်းမြတ်စွာဘုရားသင်ပေးလိုက်တယ်
အာဒီနဝတင်ညာခန္ဓာကိုယ်မှာယောဂဝေဒနာတွေဆိုတာသဘာဝပဲသဘာဝတရားစဉ်းစားတတ်အောင်လို့အဲ့ဒီအာဒီနဝတင်ညာကိုလည်းသင်ချပေးလိုက်တယ်မဟာနတင်ညာမကောင်းတဲ့အတွေးလူဆိုတာဒီအတွေးကမကောင်းတဲ့အတွေးတွေးတတ်တယ်ဆိုတော့ကောင်းတဲ့အာယုန်နဲ့တွေ့လို့ရှိရင်ခံစားခြင်းနဲ့အတွေ့အတွေ့မကောင်းတဲ့အာယုန်နဲ့တွေ့ရင်မုန်းတိတဲ့အတွေ့အတွေ့ဟုတ်ကဲ့အဲ့ဒီအတွေ့တွေကိုမကောင်းတဲ့အတွေ့အပြစ်ရှိတဲ့အတွေ့တွေကိုလက်မခံဖို့ဆိုပြီးတော့မြတ်စွာဘုရားအပြစ်ရှိတဲ့အတွေ့နဲ့အပြစ်မရှိတဲ့အတွေ့ခွဲခြားပြီးတော့အဲ့ဒီမှာပဟာနပညာဆိုတာကိုလည်းဟောပြီးနောက်တစ်ခုဝိရာဂပညာဘဝကြီးတစ်ခုပေါ်မှာတတ်မဲ့ဖို့ကင်းဖို့နိရောဓတင်ညာဘဝကြီးပေါ်မှာဒုက္ခတွေချုပ်ဆုံးဖို့ဆိုတာဒီအဲ့ဒီအမှတ်တင်ညာတွေကိုလည်းမြတ်စွာဘုရားကသင်ကြားပြီးတော့ပေးလိုက်တယ်။နောက်သဘောလောကေအနတ်ဘိရတတင်ညာလောကကြီးတစ်ခုလုံးဟာပျော်စရာဆိုတာမရှိပါဘူးတကယ်စဉ်းစားကြည့်ရင်ပျော်စရာမရှိဘူးဆိုတဲ့အမှတ်တင်ညာကိုရောက်အောင်ပွားဖို့ပွားနည်းကိုသင်ပေးလိုက်တယ်။နောက်တစ်ခုသဘောသင်္ခါရေသူအနိစ္စတင်ညာသင်္ခါရအလုံးဘာမှမမောစရာမရှိဘူးဆိုတဲ့အနေထားကိုလည်းသင်ပေးလိုက်တယ်နောက်ဆုံးကျတော့အာနာပါနတတိဆိုတာထည့်ပြီးခေါ်ပေးလိုက်တော့တင်ညာအနေနဲ့ကတော့9ပါးအာနာပါနတတိနဲ့ပေါင်းလိုက်တဲ့အခါကျတော့10ခုသို့ပေမဲ့တင်ညာ10ပါးလို့ညာတာကိုကြည့်ပြီးဒီလိုခေါ်တယ်နော်မှန်ပါပါဗျာအဲ့ဒီခိရိမာနန္ဒယဟန်ဒီဘကောင်းတိုင်းမှာဖြစ်နေတဲ့အချိန်မှာရသော်ဘုရားကအနန္တဟောဒီတင်ညာ10ပါးကမ္မထံတရားကိုသွားပြီးတော့ဟောလိုက်လို့ရှိရင်တရားနာပြီးတာနဲ့တကယ်နဲ့ခိရိမာနန္ဒယဟန်နေကောင်းသွားလိမ့်မယ်ကျမ်းမာသွားလိမ့်မယ်ခိရိမာနန္ဒယဟန်ကဒီတရားတွေနာရင်နဲ့သူ့စိတ်ကလေးကရှင်းတတ်ပြီးတော့နေကောင်းသွားလိမ့်မယ်ရသော်ဘုရားကဲမြတ်စွာဘုရားမိတ်ရှိတဲ့အတိုင်းပဲရှင်နန္ဒမထေရမြတ်ကအဲ့ဒီခိရိမာနန္ဒယဟန်စီကိုသွားပြီးတင်ညာ7ပါးတရားကိုအသေးစိတ်သွားဟောကြားလိုက်တာခိရိမာနန္ဒနာရင်နဲ့တရားလဲဆုံးရောသူ့တဏ္ဍာမှာရှိတဲ့ယောဂဝေဒနာပျောက်သွားတာပျောက်တာမှစိတ်တဲ့ဖက်မပါဘူးတခါတည်းပျောက်တာတဲ့နော်မှန်ပါဗျာလုံးဝတခါတည်းပျောက်သွားတယ်နောက်ထပ်မပေါ်အောင်ယောဂပျောက်သွားတယ်စိတ်စားတဲ့အတောင်လို့တော့ဒါလည်း psychotherapist ပဲနော် psychotherapy ပဲခုကိ psychotherapy ဆိုတာအပိစကားပြောရင်တော့ပြောနိုင်တာဒီလိုဓမ္မစွမ်းရည်ပါတာမဟုတ်ဘူးနော်မှန်ပါဗျာအခုကိနောက်နိုင်ငံလူတွေက Buddhist psychotherapy ကိုတွေ့လို့ရှိရင်သူတို့ဘယ်တော့သဘောကျမလဲမသိဘုန်းကြီးတို့နယ်သာလန်နိုင်ငံဗီရမတင်နန်းနှစ်ဆက်သွားပြီးတော့ပို့ချလေးရှိ2004ကစပြီးတော့အဲ့တော့လာတက်တဲ့ကျောင်းသူတွေဆိုတော့လာတက်တဲ့ပုဂ္ဂိုလ်တွေတဲက psychiatrist တွေပါတယ် psychotherapist တွေပါတယ်ဘာဖြစ်လို့လဲဆိုတော့အဘိဓမ္မာဆိုတာ Buddhist psychology ကို psycho philosophy ဆိုပြီးတော့ဒီအဘိဓမ္မာတရားကိုလာပြီးတော့သင်ကြတယ်လာသင်တဲ့ထဲမှာ psychotherapist တို့ psychiatrist တို့သူတို့လာကြတယ်လာပြီးတဲ့အခါကျတော့သင်တန်းပြီးဆုံးတဲ့အခါမှာသူတို့ feedback လို့ခေါ်တယ်သူတို့ရဲ့ထင်မြင်ချက်သူတို့ရဲ့ခံစားချက်တွေ feedback ကိုရေးပြီးတော့ပေးကြတယ်ပေါ့အဲ့ရေးပေးတဲ့ထဲမှာ psychotherapist တို့ psychiatrist တို့ဆရာမကြီးတွေကဘာပြောတော့ဆိုတော့အရှင်ဘုရားဒီလာပြီးတော့ဘုရားရဲ့အဘိဓမ္မာကိုလာပြီးသင်ကြားပေးသည့်အတွက်ကြောင့်တပည့်တော်တို့အရင်သိထားတဲ့ psychology အတွေးခေါ်တွေပြောင်းရမယ်ထင်ပါတယ်တဲ့ရှော့တော့ပေါ့ပြောတာဆိုတော့ဟုတ်လားမှန်ပါပါဗျ Buddhist psychology နဲ့သူတို့ Western psychology ဒီနှစ်ခုကိုပေါင်းကူပေးသည့်အတွက်ကြောင့်အရှင်ဘုရားကိုကျေးဇူးတင်ပါတယ်တဲ့သူတို့ဤစနစ်တွေဟာဘုရားဘာသာဤစနစ်နဲ့ပြန်ပြီးတော့သူတို့ညှိနှိုင်းပြီးလုပ်ရမယ်လို့ထင်ပါတယ်ဆိုတဲ့စကားသုံးလေးကိုသူတို့ထည့်ပြီးတော့ရေးထားတာကိုတွေ့ရတယ် psychotherapist တွေကအဲ့တော့မြတ်စွာဘုရားဘုန်းကြီးတို့အဲ့တုန်းကသင်တော့အဘိဓမ္မာပဲသင်တာဒီကနေ့ဟောတဲ့တရားမျိုးကိုဟောပေးလိုက်ရင်သူတို့သိသိချင်တယ်ပေါ့ဒီကနေ့ဟောတဲ့တရားမျိုးကိုမဟောဘူးအဲ့တုန်းက
စိတ်အကြောင်းစေတသိက်အကြောင်းရုပ်အကြောင်းလို့ဆိုတဲ့အပြီးဓမ္မတရားကိုဟောပြတာဟုတ်နော်အဲ့ဒါနဲ့ဒီမဲ့သူတို့ကအတော်ခြေနှက်သွားကဲဂိရိမောနန္ဒယဟန်ကိုတင်ညာ7ပါးကမ္မထတရားကိုခေါ်လိုက်တယ်ကျမ်းစာမှာကြီးတဲ့ဒီဂိရိမောနန္ဒယဟန်ယောဂဝိရဏပြောင်းခဲ့ပြီးတော့သွားတယ်ဘာကြောင့်ဘယ်လိုလုပ်ပြောင်းခဲ့တာလဲကဲနောက်တစ်ခုစဉ်းစားကြအားလုံးကြားဘူးတဲ့မေပတ္တာပတ္တာစာရာလို့စာထဲမှာရေးတယ်အရာထဲမှာတော့ပတ္တာစာယီလို့ပဲနာမည်ကြားရနော်အဲ့ဒီပတ္တာစာယီပဲခေါ်ပတ္တာစာရာပဲခေါ်အဲ့ဒီအမျိုးသမီးဟာတောကုံမတ္တကလို့ခေါ်တယ်တောကကြောင့်ယူသွားတယ်စိတ်ကြောင့်ယူတာပဲစိတ်ကြောင့်ယူလို့ရှိရင်စိတ်နဲ့ပဲပြန်ကူရမှာသူကခုထုံးကအဲ့တိုင်းခန္ဓာကိုယ်ကြီးမှာဒီမှာလူရဲ့ခန္ဓာမှာဥဒုကြောင့်ဖြစ်တဲ့ယောဂလားအာဟာရကြောင့်ဖြစ်တဲ့ယောဂလားစိတ်ကြောင့်ဖြစ်တဲ့ယောဂလားကံကြောင့်ဖြစ်တဲ့ယောဂလားအဲ့ဒီမှာအနေနဲ့မတတ်လို့ဖြစ်တဲ့ယောဂလားဟောယောဂတွေကအမျိုးမျိုးရှိတယ်အဲ့ဒီယောဂအမျိုးမျိုးတွေမှာအနေထိုင်မတတ်လို့ဖြစ်တဲ့ယောဂကြအနေထိုင်ဆင်ញင်ပေါ့ဥဒုကြောင့်ဖြစ်တဲ့ယောဂကြတော့ဥဒုကိုပြင်ပေးပေါ့အာဟာရကြောင့်ဖြစ်တဲ့ယောဂကြတော့အာဟာရကိုပြင်ပေးရမယ်ဒါသူကုထုံးတဲ့လူပဲဒါကသိဖို့ပဲလို့တယ်နော်ကံကြောင့်ဖြစ်တဲ့ယောဂကြတော့ကံနဲ့ကုစားစိတ်ကြောင့်ဖြစ်တဲ့ယောဂကြတော့စိတ်နဲ့ပဲပြန်ကုစားဟောစိတ်နဲ့ပြန်ကုစားတော့စိတ်ကနဲ့စိတ်နဲ့ကံဆိုတာကတော့စွမ်းအားကြီးမားတဲ့အရာနှစ်ခုပဲဥဒုတို့အာဟာရတို့လည်းပဲစွမ်းအားကြီးမားတဲ့အရာတွေပါပဲသို့သောစိတ်စွမ်းအားနဲ့ကံစွမ်းအားကပို့ပြီးတော့ကြီးမားထက်မြက်တယ်လို့ပြောရတယ်အဲ့ဒီပတ္တာစာရဟာတောကုံမတ္တကလမ်းမှာမိဖွားကနေမှသူဒုက္ခကိုစဉ်းစားပြီးတော့ကိုယ်ကိုယ်တိုင်ခံစားကြည့်လိုက်ပေါ့နော်ခုခေတ်ပြောတာလို့ခံစားကြည့်ထားတယ်ဆိုတာတကယ်ခံစားကြည့်သလားတော့မသိကိုယ့်အကိုခံစားကြည့်ပတ္တာစာရီနေရာကိုကိုယ်ကဇတ်ဆောင်လုပ်ပြီးတော့ခံစားကြည့်တရုပ်ဆောင်ကြည့်ပေါ့တော်တယ်မှာမိဖွားမလို့လာတယ်မိုးရလည်းဓာရွာတယ်ဒုက္ခတွေကြီးကျယ်ရောက်နေတယ်ထင်းရှာတယ်ယောက်ျားလုပ်တဲ့လူကယောက်ျားအားကိုးလာတယ်ကလေးပေါက်စားလေးကပါလာသေးတယ်ဩမိုးရီထဲမှာသွားပြီးတော့ထင်းရှာထင်းချိုးနဲ့လမ်းမှာမွေကြိုက်လို့ကတည်းရောအဲ့နာတယ်မယ်ကတူတယောက်နဲ့ကြံတော့မိုးတွေကလည်းရွာလို့ကလေးလေးကိုအဲ့ဒါမိုးကိုသာမိုးရွှဲပါစေကလေးလေးမိုးမရွှဲပါစေနဲ့ဆိုပြီးတော့ကလေးလေးပေါ်မှာဟုတ်လားလေးဘက်ထောက်ပြီးတော့တညာလုံးကလေးလေးကိုအမိုးမုတ်ပြီးတော့ပေးထားကဲသူဒုက္ခစဉ်းစားကြည့်တာတောကဒုက္ခကြီးကျယ်ရောက်အဲ့ဒါနဲ့ကလေးပေါက်စားကလေးရောတောင်းနိုင်တဲ့အရွယ်လမ်းသားကလေးတယောက်ရောကလေးလေးချီကိုကလေးလေးလက်ဆွဲပြီးတော့လာတော့ညာကရွာထားတဲ့မိုးရဲ့အရှိန်နဲ့အစိရဝတိကြီးကရေတွေကတသက်နဲ့စီးနေအဲ့ဒီတသက်နဲ့စီးနေတဲ့ကြားထဲမှာဟိုကလေးလေးတစ်ဖက်ကိုသွားပြီးတော့ပို့ဖို့ကလေးလေးဝိပိကကလေးလေးကိုဟိုဘက်ကမ်းသွားပို့နှစ်ယောက်စလုံးသွားလို့မရဘူးတယောက်တည်းကိုမနေချိန်ပြီးတော့ဟိုဘက်ရေစည်းကတအားတန်တော့ဟိုဘက်ကိုကူကလေးလေးကိုဟိုဘက်မှာချပြီးဒီဘက်ပြန်အလာရေလေကောင်တော့ရောက်တဲ့အခါကျတော့အဲ့ဒီကလေးလေးကနေတာရဲလေးဆိုတော့အပေါ်ဆွန်ကတားတဲ့ပတ်ပြီးတော့ဆင်းလာပြီးအဲ့ဒီတုတ်ချီသွားအဲ့ဒီမှာဟေးဟေးနဲ့6ရင်းကနေဒီဘက်ကလေးကသူ့ခေါ်တယ်ထင်ပြီးရေထဲဆင်းလိုက်ပြောပါတော့ကဲသူ့ဘာကြံတော့မအောင်ကြံတော့3ယောက်ရှိတာကုန်ပြီလေမှန်ပါဗျာကိုယ်တိုင်ခံစားပြီးတော့ကြည့်လိုက်မယ်ဆိုရင်3ယောက်ရှိတာကုန်သွားပြီလမ်းမှာယောက်ျားဆုံးသွားတယ်အခုရေထဲမှာကိုယ်မျက်စိအောင်မှာကလေး2ယောက်ဟောလည်းကလေး1ယောက်ကရေထဲပြောသွားတယ်ကလေး1ယောက်ဆုံးချီသွားတယ်ပြီးအဲ့ဒီလိုဒုက္ခဖြစ်သွားတဲ့အခါမှာအာကိုလေးချမ်းနေသေးတယ်ဒါကြောင့်မို့လို့သူစိတ်အားတင်းထားတယ်ဘာလို့ဆိုရင်အိမ်မှာအမေအဖေမောင်လေး1ယောက်ချမ်းနေတယ်အာကိုနဲ့တော့
တောင်းတိပြည်ပြန်ခဲ့တယ်သူကတထေးသမီးတောင်းတိပြည်ရောက်တဲ့တောင်းတိပြည်နာရောက်တဲ့အခါကျတော့လမ်းမလူတယောက်တွေ့မြို့ပြင်မှာပဲရှိသေးတယ်စုံစမ်းတယ်ပေါ့သူကလည်းအိမ်ကထွက်လာတာကြားပြီလေစုံစမ်းကြည့်တယ်ဘယ်ရက်ွက်ဘယ်လမ်းမှာနေတဲ့တထေးကြီးတို့တထေးကတော်တို့မောင်လေးတို့နေကောင်းကြလားလို့မေးတဲ့အခါကျတော့ခီးသွားတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လို့မေးတာလဲမမေးခြင်းနဲ့ညာကလေကြီးမိုးကြီးကြပြီးတိုက်ပြိုကြလို့အဲ့ဒီတထေးကြီးရောတထေးရောရောတထေးရဲ့သားရောသိတယ်ဟောနောက်မှလှမ်းကြည့်မျိုးတလူလူနဲ့အဲ့ဒါသူတို့ကိုတကြိုးနေတာကဲကြည့်တော့သူ့ဘဝမှာဘာမှမရှိတော့ကုန်ပြီအာကိုဆိုလို့တခုမှမရှိတော့ကဲပဒါစာရီမမယူရင်ဘယ်သူယူစရာရှိအောင်လို့နော်အဲ့ဒါတောကုံမနကတောကကြောင့်ယူထွက်သွားအကုန်ယူသွားတဲ့အခါကျတော့အဝတ်တော်ဝဲမှမသိတော့ဘူးဘာတွေလုပ်တော့ဆိုရင်အဖေမတွေ့ဘူးလားအမေမတွေ့ဘူးလားနဲ့လိုက်ပြီးတော့မေးနေသူဘာလုပ်နေလဲဆိုတာသူ့ကိုယ်သူကိုမသိတော့ဝိတင်ကြီးလို့ခေါ်တယ်အမှတ်တင်ညာတွေလုံးဝပျောက်သွားတယ်အယူမဘဝရောက်သွားရတယ်အဲ့ဒီအယူမဟာလည်းမြတ်စွာဘုရားနဲ့တွေ့လို့ဟောဒီဘုရားက psychotherapy နဲ့လုပ်ပေးလိုက်တာအယူပျောက်သွားတယ်နော်မှန်ပါဗျာအယူပျောက်ဘယ်လိုလုပ်တုံးဆိုရင်မြတ်စွာဘုရားစီမှာအခုလိုတရားပွဲမှာဝင်ချလာတယ်သူဘာလို့သူမသိတော့ဘူးရှာမှန်းနဲ့ဒီဝင်လာပြီးတော့ဘုရားစီမှာလာပြီးဘုလူမေးဒီလူမေးအမေတွေ့ဘူးလားအဖေတွေ့ဘူးလားနဲ့မေးတယ်အဲ့လိုမေးတဲ့အခါကျတော့ဘေးနာလူတွေအဝတ်ကလေးတစ်ခုပြစ်ပေးတယ်ပေါ့သူကတော့ဒီလိုမေးညိုင်းကနေဘုရားလာရောက်တော့မြတ်စွာဘုရားအမတန်မှကြီးမားတဲ့ကရုဏာဓာတ်ကိုသူစီစိတ်လွတ်ပြီးတဲ့အခါကျတော့တတိထားပါလို့ပြောလိုက်တဲ့အချိန်လေးမှာတတိပြန်ဝင်သွားတယ်အဲ့ဒီချိန်ကျမှဘေးကပြစ်ပေးလိုက်တဲ့အဝတ်ကလေးကိုပတ်ပြီးတော့ဘုရားရှိခိုးထိုင်ပြီးငိုတိုင်းအဲ့ဒီချက်မှငိုနိုင်တယ်နော်အရင်တော့မျက်ရည်တောင်ထွက်ဘူးရီလိုရီမောလိုမောနဲ့အဲ့ဒီလိုမျက်ရည်ကိုမထွက်နိုင်အောင်သူကသောကဖြစ်သွားတယ်မှန်ပါပါအဲ့တော့လောကမှာငိုနိုင်သေးတယ်ဆိုရင်တော်သေးတယ်လို့အောင်မယ်ဟုတ်တယ်လေမှန်ပါပါတချို့ဆိုပြောကြတယ်ပေါ့လားငိုချလိုက်တိုင်တော့ကြတယ်နော်ငိုနိုင်သေးရင်တော်သေးတယ်ငိုကုန်မငိုနိုင်တော့ဘူးရီပြီးဆိုရင်မလွယ်တော့ဘူးအဲ့ဒီလိုပဒါစာရီတော့ဒုက္ခတွေရောက်ပြီးတော့ဘယ်လိုနည်းနဲ့အယူယောဂပျောက်ပြီးတော့တကယ်ကိုထိတ်တန့်ဣတရေယဝီလီဆောင်ထဲမှာတော့နံပါတ်1ဣတရေယလူရတဲ့ဘိက္ခုနီမကြီးဖြစ်ပြီးတော့သွားတာလေတာမန်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ psychotherapy ဆိုတာတိတ်ပြီးတော့စွမ်းချက်တယ်လို့ပြောရမှာပဲเนาะမှန်ပါဗျာဒါရင်းနဲ့ပတ်သက်ပြီးဘုန်းကြီးတို့တနေ့ကမ်ဘောဒီးယားလူမျိုးဩစတြေးလျနိုင်ငံမှာနေတဲ့ကမ်ဘောဒီးယားလူမျိုးပါမောက္ခတယောက်သူနာမည်ကဒေါက်တာသက်သွန်နဲ့ပမာစကားနဲ့ဆိုဒေါက်တာသက်ထွန်းလို့အောင်းမိတာသူရေးထားဒေါက်တာသက်သွန်ဆိုတဲ့ကမ်ဘောဒီးယားပါမောက္ခတယောက်ဘုန်းကြီးတို့ပြည်ပြည်ဆိုင်ရာတိရဝါဒဘုရားသာသနာပြုတဲ့ကသူရောက်လာပြီးချိန်တောင်းတယ်တွေ့ကျင်တဲ့ဆရာတော်တွေနဲ့တွေ့ပြီးတော့သူမသိတာတွေမေးချင်တယ်ပေါ့ဘုန်းကြီးတို့အချိန်ကျင်းပေးလိုက်တဲ့အခါရောက်လာတဲ့အခါသူဘာတွေမေးတယ်လို့ဆိုလို့ရှိရင်အခုပြောတဲ့ Buddhist psychology နေတဲ့ပဒါစာရီအယူပြောက်သွားတာဘာကြောင့်ပြောက်ရလဲသူစဉ်းစားလို့မရနောက်ရှင်မကတ္တဗတို့ရှင်မမောက္ခလန်တို့မြတ်စွာဘုရားတို့69ပါးနာရာနဲ့ယောဂပြောက်တာဒါဖြစ်လို့ပြောက်တာဘယ်လိုနည်းနဲ့ဆက်သွယ်ပြီးတော့ပြောက်တာလဲခိရိမာနန္ဒယဟန်တင်ညာ7ပါးတရားနာလိုက်တာနဲ့ယောဂပြောက်သွားတယ်လို့ဆိုတယ်ဘာဖြစ်လို့ပြောက်တာလဲသူမေးတဲ့မိကုံအဲ့တော့ဘုန်းကြီးတို့ကဘာဖြေပေးလိုက်တော့ဆိုလို့ရှိရင်ဒီယောဂဖြစ်နေတယ်ဆိုတဲ့နေရာမှာလို့တချို့ကစိတ်ကြောင့်ဖြစ်တာလည်းရှိတယ်ပေါ့ဥရုကြောင့်ဖြစ်တာလည်းရှိတယ်အာဟာရကြောင့်ဖြစ်တာရှိတယ်အဲ့ဒီမှာ
ရသော်ဘုရားတို့ရှင်မမောဂလန်တို့ရှင်မတတ္တဗတို့ဆိုတကယ်ယန္တာကြီးတွေစိတ်ကြောင့်ဖြစ်တဲ့ယောဂတော့ဖြစ်နိုင်သူတို့ဟုတ်တယ်သူတို့စိတ်ကယောဂဖြစ်เสียအကြောင်းမရှိသို့တော့ဥဒုတို့ဘာလို့ကြောင့်တော့ဖြစ်နိုင်ဥဒုကြောင့်ဖြစ်တဲ့ယုတ်တွေကိုအကြောင်းပြုပြီးတော့အကျမ်းမှာဖြစ်လာအဲ့ဒါကိုဥဒုကြောင့်ဥဒုတွေပို့ပြီးတော့ပါဝါရှိတာကစိတ်တို့ကံတို့ကပို့ပြီးပါဝါရှိတယ် mental power ဆိုပို့ကြီးတယ်နော်ဥဒုကြောင့်ယောဂဖြစ်ပြီးတော့ခန္ဓာကိုယ်ထဲမှာယောဂဖြစ်နေတယ်ယောဂဖြစ်နေတော့ဥဒုကြောင့်ဖြစ်တဲ့ဆိုတော့ဥဒုကိုပြင်လို့ရှိရင်ရနိုင်တယ်ဆိုဥဒုကမွေးဖွားပြီးတဲ့ယောဂကြတော့ဥဒုနဲ့ပြင်လို့မရသေးဘူးဟုတ်ကဲ့နောက်ထပ်မဖြစ်အောင်သာဥဒုကိုပြင်လို့ရတာဥဒုကြောင့်ဖြစ်လာတဲ့ယောဂကြတော့ဒီယောဂဖြစ်ပြီးနေပြီအဲ့ဒါကြတော့ဗာနဲ့ကုစားတော့စိတ်နဲ့ကုစားတာရသော်ဘုရားဘုဇင်ခုနှစ်ပါးတရားကိုဟောလိုက်လို့ရှင်မောဂလန်တို့ရှင်မဟာကတ္တဝါတို့ကဘုဇင်ခုနှစ်ပါးနာရင်နဲ့ရသော်ဘုရားကတတိတံဘုဇင်ကိုခေါ်ကတ္တဝါခေါ်မောဂလနာနဲ့ဒီလိုခေါ်လိုက်တဲ့အချိန်လေးမှာတကယ်ကိုဘုဇင်ကိုတတိယပြီးသူတို့ထဲမှာတတိဆွမ်းအားတွေတက်တာတခါတမာရိတံဘုဇင်ကိုဝိရိယတံဘုဇင်ကိုပိဋိတံဘုဇင်ကိုပတ္တိတံဘုဇင်ကိုဥပေက္ခတံဘုဇင်ကိုဒါတွေခေါ်လိုက်တာနဲ့မြတ်စွာဘုရားခေါ်လိုက်တဲ့တရားကိုနာရင်နဲ့သူတို့စိတ်ထဲမှာခါတယ်ပိဋိတံဘုဇင်ကိုဆိုပိဋိတွေဖြစ်သွားတယ်မှန်ပါပါဗျာနော်ပတ္တိတံဘုဇင်ကိုဆိုဒီကိုယ်လုံးငြိမ်းချမ်းသွားအဲ့လိုစိတ်ဓာတ်ရဲ့စွမ်းအားတွေကနာရင်နဲ့အပြည့်အဝရလိုက်တဲ့အခါကျခုနဥဒုကြောင့်ဖြစ်တဲ့ယောဂတွေပျောက်ထွက်သွားမှန်ပါဘယ်လိုပျောက်တော့လို့ဆိုတော့စိတ်ဖြစ်တိုင်းစိတ်ဒီရုပ်တစ်ခုကိုမွေးဖွားပေးတယ်တဲ့စိတ်တစားရုပ်လို့ခေါ်တယ်မှန်ပါပါဟုတ်လားမေတ္တာဘောနောမိုင်းစိတ်ကနေပြီးတော့ကြည်လင်အေးမြတဲ့စိတ်ကမွေးထုတ်လိုက်တဲ့ရုပ်ကလေးဟာကြည်လင်အေးမြလာပြီးမကောင်းတဲ့ဟာတွေနဲ့အစားထိုးသွားတယ်ခုနကဥရိကြောင့်ဖြစ်တဲ့မကောင်းတဲ့ရုပ်တွေကိုတွန်းထုတ်လိုက်တဲ့အခါကျတော့ကြည်လင်အေးမြတဲ့စိတ်ကနေမွေးဖွားပေးလိုက်တဲ့ယုတ်ကလေးတွေဟာတကယ်ကိုကြည်လင်အေးမြပြီးမကောင်းတဲ့ယုတ်တွေနဲ့အစားထိုးလဲလိုက်တဲ့အခါကျကျမ်းမာသွားတာပေါ့မကျမ်းမာတဲ့ယုတ်တွေကိုကျမ်းမာတဲ့ယုတ်တွေနဲ့စားထိုးသွားတာမကျမ်းမာတဲ့ယုတ်ဒီထပ်တလဲနဲ့လာလို့မရဘူးစောစောကတော့ဥရုကြောင့်ဖြစ်တဲ့ယုတ်ဒီယုတ်တစ်ခုပြတ်သွားရင်နောက်ထပ်ဥရုကြောင့်ဖြစ်တဲ့မကောင်းတဲ့ယုတ်ကဝင်လာတယ်နောက်ထပ်မကောင်းတဲ့ယုတ်ကဝင်လာတယ်ဟောစိတ်ဆွမ်းအားနဲ့ပီတိတွေပတ္တရီတွေဖြစ်လိုက်တဲ့အခါကျတော့အဲ့ဒီယုတ်တွေရဲ့အင်အားညှိုးမိန်သွားပြီးတော့စိတ်ကြောင့်ဖြစ်တဲ့ယုတ်တွေကနေပြီးတော့တွန်းဖယ်လိုက်တာယောဂပြောက်သွားတယ်ပဒါစာရီယောဂပြောက်တာလည်းပဲဒီတိုင်းပဲလို့ရသော်ဘုရားကပထမစိတ်သက်သာရာရအောင်စိုက်ကိုသာရပီလုပ်ပြီးပါလုပ်ပြီးတော့ဆိုရင်သူကပြောတာကိုသူ့မိသေးသွားပြီသူ့ဖေသေးသွားပြီသူ့မောင်လေးသေးသွားပြီသူ့ယောက်ျားလည်းဆုံးသွားပြီသူ့ကလေးနှစ်ယောက်လည်းသေးပြီဟောဒါပဲသူပြောနေတာဆိုတော့ရသော်ဘုရားပြောတယ်အေးနေဦးမင်းမာတာအမေသေးတာလားအဖေသေးတာလားဟုတ်လားမောင်သေးတာလားသားသေးတာလားယောက်ျားသေးတာလားမေးကြည့်လိုက်တော့ကမ္ဘာလောကမှာလူတိုင်းဟာဒါတွေရှိနေတာပဲဒါကကာမဓမ္မောနိကမဓမ္မောမြို့တိုင်းရွာတိုင်းနယ်တိုင်းနိုင်ငံတိုင်းရဲ့သဘာဝကြီးပဲတယောက်တည်းသေးတာမဟုတ်ဘူးအခုလိုသေလို့ငိုရတဲ့မျက်ရည်ဟာဟောဒီပင်လယ်ထဲကရေတွေတောင်များသေးတယ်လို့အနမတေကဒေသနာနဲ့တရားချလိုက်တဲ့အခါကျစိတ်ကတက်တာသွားတယ်နည်းနည်းလူဆိုတာကအဖော်ရလို့ရှိရင်တက်တာပဲကိုတယောက်တည်းကြာချိန်ပိတ်ခံရတယ်ဟုတ်တယ်မလားမှန်ပါဗျာလူဆိုတာအဲ့ဒါကြောင့်မလို့ဖော်ရှာရတာနေဖော်လေးနဲ့ဆိုလို့ရှိရင်တက်တာဒုက္ခကိုအဲ့ဒါညခံရပေါ့ကိုတယောက်တည်းဆိုရင်လိမ့်ခံတယ်ပေါ့အေးအဲ့ဒါလိုမြတ်စွာဘုရားကတဘာဝတရားကြီးလောကတစ်ခုလုံးမှာရှိတဲ့အကြောင်းအရာတွေကိုမြတ်စွာဘုရားဟောလိုက်တဲ့ကစိတ်သက်သာသွားအဲ့ဒီစိတ်သက်သာသွားတဲ့အချိန်လေးကြာတော့မှတရားဓမ္မကိုဟောပြောလိုက်တော့အသိဉာဏ်တွေကရှင်းလာတဲ့အခါခုနကပူနေတဲ့နှလုံးသားဟာအေးသွားမြတ်စွာဘုရားတရားနာရင်ခုနကတော့တောကကမွေးထုတ်တဲ့ရုပ်ပဲရှိတယ်လေမှန်ပါဗျာ
ရုပ်ကစိတ်ကိုမွေးတယ်ဆိုတာစိတ်ဖြစ်ဖြစ်ချင်းစိတ်ကရုပ်ကိုမွေးတယ်ဆိုတာစိတ်ဖြစ်ဖြစ်ချင်းရုပ်ကပေါ်လာကြည့်ဒေါသဖြစ်တဲ့ဒေါသကနေပြီးတော့မွေးထုတ်လိုက်တဲ့ရုပ်ဟာမဲ့ထွက်လာဟုတ်တယ်စိတ်ဆိုးလိုက်ညနေကြောတင်းသွားပြီမဲ့သွားပြီဟောဒါစိတ်ဆိုးတယ်အဲ့ဒါချက်ချင်းမွေးထုတ်တယ်ချက်ချင်းမွေးထုတ်လိုက်ဒေါသကနေပြီးမွေးထုတ်လိုက်ရင်အယုဆိုးသွားပြီဟောအဲ့ဒါလိုပဲအခုပီတိတို့ပတ္တတိတို့ကောင်းတဲ့စိတ်တွေကနေမွေးထုတ်လိုက်တဲ့အခါကျတော့ကောင်းတဲ့ရုပ်ကလေးတွေဖြစ်လာနှလုံးလေးအေးချမ်းသွားတယ်စိတ်တည်ငြိမ်းချမ်းသွားတယ်ပူပန်တာတွေမရှိတော့ဘူးပဋ္ဌာစာတွေကစိတ်ကလေးငြိမ်းချမ်းသွားတဲ့အခါကျတော့သူဘာဝတရားဆင်ခြင်စဉ်းစားတတ်လာတယ်အမှန်တရားကိုသိလာတယ်ငြိမ်းချမ်းသွားတယ်တောကတွေပြောက်သွားတယ်တောကကြောင့်ထုတ်တဲ့ရုပ်လည်းမရှိတော့ဘူးရုပ်လည်းကြည်လာတယ်စိတ်လည်းကြည်လာတယ်ဟောဒီနည်းနဲ့ပြောက်သွားတာပါလို့ခိရိမာနန္ဒယဟန်တင်ညာဆယ်ဝန်းတိုင်းယောဂပြောက်တယ်ဆိုတာလည်းအဲ့ဒါပဲလို့ခေါ်နေတဲ့အချိန်မှာတရားကနောက်ကနေလိုက်ပြီးတော့ကျင့်နေတာကြည့်လေမြတ်စွာဘုရားလက်ထက်တုန်းကတရားနာရင်ဒေသနာဝတ္တနေတော့သတုရတိတိသဟတာနိပါဏသဟတာနိသောတပတ္တိဖလံသစ္စိမကံတုဆိုပြီးတော့လေဒေသနာအဆုံးမှာတဲ့7,400သောတတ္တဝါတွေသောတပန်ဖြစ်ကြတယ်လို့ဒီလိုဟာမျိုးတွေခဏခဏတွေ့တယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါဘာဖြစ်လို့သောတပန်ဖြစ်တော့ဆိုရင်တရားနာရင်တရားသဘောကိုစိုက်ရင်ကနေကိုယ်ခန္ဓာကိုယ်အာရုံပြုပြီးတော့ဟုတ်တာပါလားဟုတ်တာပါလားလို့ခန္ဓာကိုယ်နဲ့ apply လုပ်ပြီးနာပြီးအတွက်ကြောင့်ကျင့်ပြီးသားဖြစ်မှန်ပါပါတရားကျင့်တယ်ဆိုတာနာရင်လည်းကျင့်ပြီးသားဖြစ်သွားတယ်သိလို့ရှိရင်ဟုတ်ကဲ့လားဒါဉာဏ်ရဲ့ကိစ္စဉာဏ်ရဲ့ကိစ္စဆိုတာအမေတ္တမဉာဏ်နဲ့အသိဉာဏ်ဆိုတာအလုံးဉာဏ်နဲ့ဒါကြောင့်မို့လို့တရားနာတဲ့အခါမှာသူကစိတ်ဆိုင်ပြီးတော့ကိုယ်တန်တန်မှာ apply လုပ်ပြီးတော့နာဖို့အရေးကြီးတယ်ပေါ့မှန်ပါပါအဲ့ဒါလိုနာလို့ရှိရင်တရားထဲမှာစိတ်ဆိုင်နေသည့်အတွက်ကြောင့်စိတ်ကလည်းငြိမ့်နေသည့်စိတ်ကဖြစ်ပေါ်လာတဲ့ရုပ်ကလေးတွေကလည်းငြိမ့်နေတဲ့ရုပ်တွေဖြစ်လာမှာငြိမ့်နေတဲ့ရုပ်တွေဖြစ်ပြီးတော့စိတ်နှလုံးဟာအေးချမ်းပြီးတော့အသိဉာဏ်တွေကဖွံ့ဖြိုးလာဆက်ဆက်မှုကအဲ့ဒါလိုရှိတယ်ရုပ်နဲ့နာနဲ့ဟာ mutual relations တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်သွယ်ပြီးတော့နေတယ်လို့ဘုန်းကြီးတို့အဲ့ဒါကိုရှင်းပြလိုက်တဲ့အခါကျတော့အဲ့ဒီဒေါက်တာသက်သွန်ဟာအလုံးကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူ့ကိုစာအုပ်ပြီးတော့မှစာအုပ်လေးလက်ဆောင်ပေးတဲ့အခါကျတော့အာရပါယစာအုပ်တွေရောလက်ရောဆွဲပြီးသူ့ကောင်းပေါ်တင်တာတွေ့ခဲ့ရတယ်မှန်ပါပါဗျာတိတ်ကျဉ်တ်သွားတယ်ပေါ့သူရင်တော့မသိဘူးတဲ့ဒီလိုဘာဖြစ်လို့ယောဂပြောင်းမှမသိဘူးဒီလိုဆက်ဆက်မှုရှိတယ်လို့ဆိုတာကိုရှင်းပြဂျာမနီသွားတော့လည်းပဲဂျာမနီကမေဂတာဆိုတာတွေ့ကြရဖူးသေးတယ်ဒီလိုပဲသူကတော့သူ့အမျိုးသားတည်သွားလို့ပဒါစာရီဖြစ်တာသူ့အမျိုးသားဓာတ်ပုံလေးရဲ့ပန်းချင်းလေးရဲ့ဘုန်းကြီးတို့အဲ့ဒီ Frankfurt မှာ Frankfurt နာက Frankfurt မြို့ထဲမှာဖတ်ပွေးဆိုတဲ့ဗီယက်နမ်ဘုန်းကြီးကျောင်းအဲဒီတော့လာပြီးတော့တွေ့ကျင်တယ်ခွင့်တောင်းတော့အချိန်တတ်မှတ်ပြီးတော့ပြီးတော့ညနေကျတော့ပန်းချင်းလေးနဲ့ဓာတ်ပုံလေးနဲ့ရောက်လာပြီးတော့မျက်ရည်နဲ့တော့အဲ့ဒါကဂျာမနီရဲ့မေဗတာမျက်ရည်လေးနဲ့လာတယ်မျက်ရည်လေးနဲ့လာပြီးတော့ဓာတ်ပုံလေးပြဒါတော့အဲ့ဒါ3လလောက်ကတယောက်ကျန်ဆုံးသွားတယ်တဲ့သူ့ပေါ်မှာအမှန်ကောင်းတဲ့ပေါ့ဒီလိုယောက်ျားမျိုးသူတွေ့ဖို့ဆုံးဖို့ဆိုတာလွန်ခဲရနေပေါ့သိကောင်းတဲ့ဘာညာနဲ့ပြောပြီးတော့အဲ့ဒီမှာသူအားလည်းဘယ်လိုမှနေလို့ထိုင်လို့မရဘူးတဲ့သူကသူတတ်တယ်ဖို့အချိန်ချင်းကြိုးစားမိတယ်စိတ်ကူးမိတယ်ပေါ့တတ်တယ်ခြင်းတယ်ဆိုတော့လည်းဘုန်းကြီးလည်းမြတ်စွာဘုရားစီကနီးယူပြီးတော့ဒီပါဦးမင်းတို့ Frankfurt မှာလူကြီးဘယ်လောက်ရှိလဲအဲ့ဒီလူကြီးရှိတဲ့ထဲမှာဂျာမနီမှာလူကြီးဘယ်လောက်ရှိလဲတနေ့လူတွေဘယ်နှယောက်သေးသလဲအဲ့တော့ကမ္ဘာလောကကြီးမှာလူကြီးဘယ်လောက်ရှိသလဲတနေ့ဘယ်လောက်သေးသလဲလို့သူမေးရင်ရတယ်ဒါမင်းအကြတယောက်လည်းသေးတာမှမဟုတ်တာလူတွေအများကြီးသေးနေကြတာပဲလို့သူစိတ်သက်သာရအောင်ပြောပြီမဲ့လို့သူကထပ်တော့လာတော့လို့ဆိုတဲ့ဒီယောက်ျားမျိုးကမလွယ်ဘူး
မလွယ်တာတော့ဟုတ်ပြီမင်းဒီကနေပြီးတော့ငိုးနေသည့်အတွက်ကြောင့်ဘယ်လိုမှမင်းငိုးနေသည့်အတွက်ကြောင့်မင်းအစားရှာလို့မရဘူးမင်းကမင်းတတ်တယ်လည်းနောက်ဘဝတွေ့မှာမဟုတ်ဘူးလို့တို့ဘုရားဘာသာမှာလို့တွေ့နိုင်တဲ့နိလန်းတွေရှိတယ်လို့ဆိုတော့သူကသဘောကျတာအဲ့ကြတော့နည်းနည်းမျက်နှာလေးဆွဲလာတွေ့နိုင်တဲ့နိလန်းရှိတကယ်လားရှိတယ်လို့တို့စီမှာမင်းကုသိုလ်ကောင်းမှုလုပ်ကုသိုလ်ကောင်းမှုလုပ်ပြီးသူ့ကိုမျှဝေပြီးတော့မင်းဆုတောင်းဘဝစတိုင်တွေ့ပြရစီတို့စီမှာဆုတောင်းရတာငှက်ဖြစ်ရင်တောင်းတခိုင်းလဲဆိုတော့တောင်းအဲ့ဒီဆုတောင်းလေးပြောပြလိုက်တော့သူသိတဲ့ဘောကြသွားတယ်သဘောကျပြီးတော့အဲ့ဒီမှာတကယ်ဖြစ်နိုင်လားဖြစ်နိုင်တယ်လို့တို့မြတ်စွာဘုရားဟောတာလေလို့တတ္တာရဲ့သီလရဲ့စာကရဲ့ပညာရဲ့အဲ့ဒီလေးမျိုးညီတူလို့ရှိရင်ဖြစ်နေရဘဝမှာတူတူဖြစ်နိုင်တယ်မင်းဆူတောင်းရင်လည်းမင်းဖြစ်မှာမင်းအဲ့ဒါကပြန်တွေးစရာနည်းလိုက်ရှိတယ်တခြားတွေတော့မလုံးနဲ့မင်းတတ်တယ်မင်းတွေ့မှာမဟုတ်တော့ဘူးလို့ဆိုတော့သူကျင့်တတ်တော်ပြီးညကြတော့အဘိဓမ္မာသင်တန်းတောင်လာပြီးတော့တက်တယ်တရားလည်းလာနာတယ်မမတာအဲ့မှာမျက်ရည်တွေပါလေတုပ်ပြီးတော့တော့အဲ့ဒါလည်းပဲ psychotherapy ပဲလေမှန်ပါပါဗျာဒါဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မဗုဒ္ဓရဲ့ဤအတိုင်းပဲလောကမှာဒီလိုတောကဖြစ်နေတဲ့ပုဂ္ဂိုလ်တွေများများစွာရှိတာပဲမှန်ပါပါဗျာအေးဒါကြောင့်မလို့အခုဒီကနေ့ဘာဟောကျင်တာတုံးလို့ဆိုလို့ရှိရင်အချိန်လာကုန်မှနေပြီဘုံဘမဟောရသေးဘူးဟောမယ်ကြာအချိန်ကကုန်တော့မှရှိတော့ဟောမလို့ရည်ရွယ်လာတာကဒီယောဂပြောက်အောင်ခုစားနော်ယောဂခုစားစိတ်ဆွမ်းအောင်နကုလပိတ္တတခါကြီးနဲ့နကုလပိတ္တနကုလမာတာတက္ကမကြီးတို့အကြောင်းသိပူကြအားလုံးနကုလရဲ့အမေနဲ့နကုလရဲ့အဖေသူတို့ကဘယ်မှာနေတော့ဆိုလို့ရှိရင်ဘက်ခတ်တိုင်းတုမာရခိရမြို့ဆိုအဲ့ဒီမှာနေကြတယ်မြတ်စွာဘုရားကအဲ့ဒီမြို့ရောက်လာပြီးတော့ဘေသကလာလို့ခေါ်တဲ့ဘေးမဲ့ပေးထားတဲ့တောအုပ်ကြီးထဲမှာသတင်းသုံးတယ်အဲ့ဒီအချိန်မှာနကုလပိတာလို့ဆိုတဲ့တက္ကကြီးအမကျမ်းမှာဖြစ်တယ်သူတိတ်တော့မကြီးကြသေးဘူးအရွယ်ကတိတ်အိုတဲ့အရွယ်မဟုတ်သေးဘူးဒီမကောင်းတဲ့ကဖြစ်တော့ဟောနကုလမာတာအရှင်မှာကသူက psychotherapy ကိုသုံးပြီးမှတ်သားစရာဒီတော့တာနော်မှန်ပါပါဗျာနကုလပိတုတုတ်လို့ခေါ်တယ်အင်္ဂုတ္တမှာပါစက္ကနိဗ္ဗာန်အင်္ဂုတ္တအဲ့ဒီတက္ကမကြီးကသူတက္ကကြီးနေမကောင်းနေတဲ့အခါကျတော့ဘာပြောလို့ဆိုအနာနာမှာထိုင်ပြီးတော့ရှင်တဲ့ကျမတို့ကိုငဲ့ကွက်ပြီးတော့မသေးပါနဲ့တွေ့တာပြီးတော့မသေးပါနဲ့လို့ပြောတာဟုတ်လားတွေ့တာပြီးသေးတာမကောင်းဘူးတဲ့အတွေ့တာနဲ့သေးတာမကောင်းဘူးမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲမချီးမွမ်းဘူးတဲ့ကဲ့ရဲ့ရှုံချတယ်ဆိုလိုတာကတော့သူတို့စိတ်ချပါလို့ပြောတာစိတ်မချမရှိနဲ့လို့ပြောတာနော်မှန်ပါဗျာသူကပြောတာတော့နေကောင်းအောင်ပြောတဲ့ပုံမရှိဘူးသူကနော်နေကောင်းပြောတဲ့ပုံမရှိဘူးရှင်သေးလွတ်လွတ်ချွတ်ချွတ်သေးဆိုတဲ့လိုဖြစ်နေတယ်သူပြောပါလားသူ့ပေါ်မှာဘာမှဟိုတွေ့တာငဲ့ကွက်ပြီးတော့မပူနဲ့လို့ပြောတာသူကနော်နောက်ရေးကိစ္စရှင်းစိတ်ထဲမှာဘာမှမပူနဲ့ကိုတရားလေးကိုနှလုံးသွင်းပြီးအေးချမ်းချမ်းနေလို့ပြောချင်တာပါမှန်ပါပါအော်ရှင်ကအောင်းမေးလိုက်ပဲတဲ့ဓမ္မဒီကလေးတွေကိုငါမရှိရင်တော့သူနကုလမာတာဒကမာကြီးကလေးတွေကိုကျွေးနိုင်မှာမဟုတ်ဘူးလို့အိမ်တော်ရေးကိစ္စတွေထိမ့်သိမ့်နိုင်မှာမဟုတ်ဘူးလို့ရှင်အောင်းမေးမိလိုက်တယ်တဲ့အဲ့လိုမှအောင်းမေးနေတဲ့ဓမ္မချီကောင်းကောင်းဝင်းတတ်တယ်တဲ့နော်ချီကောင်းကောင်းရက်တတ်တယ်အိမ်တွင်ရက်ကန်းလုပ်ငန်းကိုသူကျွမ်းကျင်တယ်အဲ့ဒါနဲ့ကလေးတွေထင်းသွားတယ်လို့သူတို့ပြောတာနော်မပူပါနဲ့နောက်တစ်ခုရှင်ကစဉ်းစားလိုက်ပဲတဲ့ငါတည်သွားလို့ရှိရင်နကုလမာတာဟာနောက်အိမ်တော်များပြုတ်သွားမလားလို့သူစဉ်းစားတယ်တော့ဒါလည်းမပူပါနဲ့တဲ့
ရှင်နဲ့ကျမနဲ့အတိဆုံးပဲတဲ့ကျမတို့က16နှစ်ရှိပြီတဲ့ကျမစရိယသိက္ခာပုဂ္ဂိုလ်စောင့်တည်လာတာဒါစာထဲမှာဒီတိုင်းပါပါတယ်နော်နောက်တစ်ခုကျတော့ရှင်ကတွေးပြီးကောင်းတွေးမိလိမ့်မယ်တဲ့ငါမရှိတဲ့နောက်ဆိုလို့ရှိရင်ငကုလမာတာဒကမာကြီးဟာကျောင်းသွားပြီးတော့ဘုရားဖူးတရားနာလုံးဝမဟုတ်ပါဘူးလို့ရှင်စဉ်းစားပြီးကောင်းစဉ်းစားလိုက်မယ်တဲ့ရှင်မရှိရင်ကျမပိုးတော်သွားအောင်ပဲဟောဒါဟုတ်မပူနဲ့သူမပူနဲ့ပြောတာပဲပေါ့နော်မပူနဲ့နောက်တစ်ခုကဒီသုံးခုပြောပြီးတဲ့အခါကျနောက်တစ်ခုကရှင်ကထင်ကောင်းထင်လိမ့်မယ်တဲ့ကျမဟာဒီရှင်မရှိတဲ့နောက်ကြလို့ရှိရင်ကိုချင်းတရားတွေနဲ့ပြည့်ဝမှာမဟုတ်ဘူးသီလကိုစောင့်တည်မှာမဟုတ်ဘူးသူ့ကိုစောင့်နေမှာမဟုတ်ဘူးလို့အောင်းမိမကောင်းအောင်းမိမိနိုင်မယ်တဲ့ဘာလို့ဘူးတဲ့ကျမဒီမြတ်စွာဘုရားရဲ့တပည့်မတွေဥပတိကမတွေထဲမှာသီလအရှိဆုံးပုဂ္ဂိုလ်တွေထဲမှာကျမအစဉ်ရင်ဝင်ပါလေမယုံရင်ဘုရားသွားမေးကြည့်တယ်ဟောဒီနေရာတက်ဒါလေးပါသေးတယ်သူကနော်မှန်ပါပါဗျာနောက်တစ်ခုကရှင်ကအောင်းမိကောင်းအောင်းမိပြီးလိမ့်မယ်တဲ့ငါသိသွားလို့ရှိရင်ငကုလမာတာတက္ကဝါကြီးဟာသမထကျင့်စဉ်နဲ့တမာတိစွမ်းအားတွေရတော့မှာမဟုတ်ဘူးလို့အောင်းမိကောင်းအောင်းမိလိမ့်မယ်ကျမကတမာတိစွမ်းအားထက်ထက်မြက်မြက်ရထားပြီးလူဖြစ်ပါတယ်တဲ့မယုံရင်ဘုရားသွားမေးကြည့်ပါတဲ့ဟောနောက်ဆုံးတစ်ခုပြောတာတော့ရှင်ကအောင်းမိကောင်းအောင်းမိလိမ့်မယ်ငါသိသွားတဲ့အခါကျလို့ရှိရင်ငကုလမာတာတက္ကမကြီးဟာသာသနာမှာထောက်တီရာတို့သက်တာရာတို့သူရအောင်မှမဟုတ်သေးဘူးလို့ထင်ကောင်းထင်လိမ့်မယ်သူပြောလိုက်တာတော့ကျမသောတာပန်မှာအားတဲ့အဲ့ဒီချိန်တော့နော်မှန်ပါပါသာသနာမှာရဲရဲဝံ့ဝံ့နဲ့ထောက်ထီရာယာပြီးသားပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့ဒီအတွက်လည်းမပူပါနဲ့ရှင်စိတ်ချမ်းချမ်းသာသာလေးနေပါကျမတို့အတွက်ဘာမှမပူနဲ့အားလုံးဟာစိတ်ချရစိတ်မဲ့လို့ဒီလိုပြောလိုက်တဲ့အခါကျတော့ဒကာကြီးနေကောင်းသွားတယ်မှန်ပါပါမှန်ပါပါအဲ့တော့တည်းမှာဒကာကြီးနေကောင်းသွားတယ်တဲ့ကျမကြီးကောင်းသွားတယ်နော်လန်းလန်းဆန်းဆန်းဖြစ်ပြီးယောဂဝိရဏတွေပျောက်ပြီးတော့တကယ်လည်းကျမ်းမာသွားတယ်ဒါငကုလမာတာငကုလပိတုတုတ်တံမှာဒီတိုင်းပဲပါတယ်ဒါလည်းပဲ psychotherapist ဒီတုတ်ကဘုန်းကြီးဟောလို့ရင်ကဒီတုတ်ကလေးဟောမလို့ပါမှန်ပါပါအဲ့တော့တရားချက်ကင်သူတော်စင်ပြိဿတို့သည်ငကုလမာတာဒကမာကြီးဒီမိမိရဲ့အိမ်သားအပေါ်မှာအာဘိစကားပြောကြပြီးတော့ယောဂဝေဒနာပျောက်အောင်စိတ်နဲ့ကုစားပေးတာဟာဘုရားမြတ်စွာရဲ့စာပေထဲမှာတကယ်ကိုမှတ်တမ်းရှိပါတယ်ဒါကြောင့်မို့လို့ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ဒီတရားဓမ္မရဲ့တရားဓမ္မကိုအာယုံပြုပြီးတော့ကြည်လို့ရတဲ့စိတ်ဆွမ်းအားတွေဟာယောဂကိုကုစားနိုင်ပါတယ်ဒါကိုပဲ Buddhist psychotherapy လို့ခေါ်လို့ရပါတယ်ဒါကြောင့်မို့တရားချက်ကင်သူတော်စင်ပြိဿတို့ဒီဘဝတန်တရားကြုံတွေ့လာတဲ့အခါမှာလူတိုင်းဟာယောဂဝေဒနာဆိုတာဖြစ်တတ်တယ်ဖြစ်လာတဲ့အခါကျလို့ရှိရင်ဆေးကြီးပဲအာမကိုပဲနဲ့ဟောဒီဓမ္မစွမ်းအားလေးတွေကိုလည်းအာကိုပြီးတော့ယောဂဝေဒနာပျောက်ပြီးသက်ရှိချမ်းသာစိတ်ချမ်းသာလေးလူရဆန္ဒပြကြပါစေလို့ဘုန်းကြီးကဆုတောင်းပါတယ်အားလုံးတရားချက်ကင်သူတော်စင်ပြိဿတို့ဒီဗုဒ္ဓရဲ့ psychotherapy နည်းကိုအသုံးပြုပြီးကျမ်းမာချမ်းသာကြပါစေကုန်သတည်းကဲမိတ္တဟောတာတတ္တဝါများစွာအေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာအေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းဘုံငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းဘုံငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာ
ချမ်းသာလူရဆန္ဒပြေပါစေရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဘုံလံကဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတမိတံပဝါယံတုဒုက္ခလကမေတ္တာပုံနေတုသင်္ကမာစုပေါင်းဖို့အမေတ္တာတကုရောင်ယူပဝင်းငွေလာမင်းနှင့်ရောင်ရင်ရှေယုံပေါင်းဆောင်ရခြင်းကြောင့်သာဝေသံကျွမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်စိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်တော်ဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာဇာဗန်တို့သည်ဟောလန္တဝန္တာရွှင်မြူဝမုံလူလည်းကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍သူကဏကလေအောင်လေးတဲ့ညောရှေသင်ပြန်ပိတိတိဟူသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေချိန်တိုင်း၍နေကြပါစေကုန်တည်း